ဒီဗီဒီယိုကတော့ Four Elements The Water Zealand တို့ရဲ့အပိုင်းလေးထီပြီး Hotel လုပ်ငန်းရှင်အာပို Boss Leg နဲ့သူမရဲ့လက်ထောက်ချွန်လာကြလာတာတို့ကြားကလုပ်ငန်းခွင်ပฏิပတ်ခနဲ့တန်ရောစင်အကြောင်းကိုရိုက်ကူးထားတာပါဗီဒီယိုတွေကအဓိကအချက်တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အာပိုက Watching Group Hotel အတွက်နာမည်ကြီးစားဖို့မှု Chef Ian နဲ့ပူးပေါင်းပြီးဟီလီယာအသစ်မိတ်ဆက်ပွဲကျင်းပခဲ့ပါတယ်လာတာရဲ့အကြံပေးချက်အရာရိုးရှင်းပေမဲ့ထူးခြားတဲ့ထလီရာရင်ရှင်လန်းတော်ပင်လယ်စာဟင်းလျာကိုအဓိကထားတည်ကင်းခဲ့ပါတယ်။မိတ်ဆက်ပွဲအတွင်းမှာအာပိုရဲ့အဖေအပါဝင်ဧည့်သည်တွေအားလုံးအစာအစိတ်သင့်မှုဖြစ်ပွားခဲ့ပါတယ်။စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့တစုံတစ်ယောက်ကအစားအစာတွေကိုစိတ်ခတ်ပြီးတမင်သက်သက်ပွဲဖြတ်ခဲ့တာဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။တကယ်တော့ပွဲဖြတ်ဖို့နောက်ွယ်ကကြိုးကင်သူဟာလာတာရဲ့အကိုဖက်ဖြစ်နေပါတယ်။သူဟာပြိုင်ဘက်ဟိုတယ်ပိုင်ရှင်ဖြစ်ပြီးညီမဖြစ်သူလာတာကိုပွဲဖြစ်အောင်လုပ်ဖို့ဖိအားပေးခဲ့ပါတယ်။လာတာကညှင်းဆန်ခဲ့ပြီးမြဲတခြားတစ်ယောက်ကနေတဆင့်ပွဲဖြတ်ခံလိုက်ရတဲ့အတွက်လာတာတစ်ယောက်အဖြစ်မကင်းသလိုခံစားနေရပါတယ်။အာပိုဟာခါတိုင်းစကားချို့ချိုပြောလေးမရှိပေမဲ့လာတာကိုပထမဆုံးအကြိမ်တော်တယ်လို့ချီးကျူးခဲ့ပါတယ်။ပြဿနာတွေဖြစ်ပြီးစိတ်မကောင်းဖြစ်နေတဲ့လာတာကိုအာပိုကပြီးယူဒီဇိုင်းနှုတ်တင်ပေးခဲ့ပြီးလာတာငိုတဲ့အထာသူမရဲ့လက်နဲ့မျက်ရည်တုပ်ပေးခဲ့ပါတယ်။အာပိုကလာတာရဲ့အိမ်အထီလိုက်သွားပြီးခောက်ဆဲပြုတ်အတူတူစားခဲ့ကြပါတယ်။ခောက်ဆဲပြုတ်စားနေတဲ့အချိန်မှာလေအာပိုတယောက်လာတာကိုကြည့်ပြီးကျေနပ်နေပါတယ်။နောက်နေ့မှာတော့လာတာတယောက်အကိုဖတ်က boss အာပိုကိုအန်ဒီရဲ့ဘေးမှာကြောက်လို့ရှောင်နေလိုက်ပါတယ်။အဲ့ဒီအချိန်မှာလာတာကသူမကိုရှောင်နေမှအာပိုတတိထားမိပါတယ်။လာတာကသူမကိုရှောင်နေတဲ့အတွက်အာပိုက smart watch တစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်။အရေးပေါ်ကိစ္စတွေအကြောင်းကြားဖို့လို့အကြောင်းပြပြီးမြင်တကယ်တော့လာတာရဲ့နှလုံးခုနှုံကိုစောင့်ကြည့်ဖို့ဖြစ်ပါတယ်။သူတို့နှစ်ယောက်နီးကပ်တဲ့အခါလာတာရဲ့နှလုံးခုနှုံမြင်လာတာကိုကြည့်ပြီးလာတာမှာခံစားချက်တွေရှိနေလာကိုအာပိုသိသွားပါတယ်။ဒီအပိုင်းမှာမိသားစုဘောသစ္စာရှိမှုနဲ့ကိုကျင့်မထားကြကပฏิပတ်ခါကိုအဓိကမိမောင်းထိုးထားတဲ့အတွက်လာတာဟာသူမရဲ့အကိုဖြစ်သူရဲ့မတမာတဲ့အလုပ်ရက်တွေနဲ့အာပိုပေါ်မှာရှိလာတဲ့တန်ရောစင်ကြားမှာဖျားများနေရပါတယ်။သူဖန်မှာလေအာပိုရဲ့အဖေကလာတာကိုဆေးရဟွန်တယောက်နဲ့အောင်သွေပေးဖို့ကြိုးစားနေတာကြောင့်အာပိုနဲ့လာတာကြားကအချစ်ဆက်လန်းကပိုပြီးရှုပ်ထွေးလာပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။